ဧကရစ်ကမျက်လုံးကိုနဂါးမျက်လုံးအဖြစ်ပြောင်းလဲလိုက်တယ်ပြီးတော့လက်ထဲကတန်လျက်ရှည်ကိုဝေရမ်းလိုက်တယ်ရွှေနဂါးအများပြားသူ့ကြောနောက်ကနေပြန်ထွက်လာတယ်တောက်တခင်နဲ့ဂါလိုင်းစီတိုက်ရိုက်ဦးတည်သွားတယ်မင်းကြီးကအတုကိုအစ်စ်လုပ်ပြီးစစ်မှန်တဲ့နတ်ဖျားဖြစ်လာတော့မလို့ပဲဒါပေမဲ့နှမျောစရာကခုချိန်မှာလူနဲ့နတ်ဖျားစွမ်းအားဆက်သွယ်မှုတရားတွေအကုန်ကျိုးပဲနေတယ်နောက်ဆုံးခြေလမ်းကိုဘယ်တော့မှမကူးကားနိုင်တော့ဘူးအဲ့ဒီအချိန်မှာတောက်တခင်ကဓာတ်ကျန်းဆက်လေးအုပ်ရဲ့ဆက်လေးခုမြောက်မိပြူဟာကိုတဝက်ပဲနားလည်ထားတာပါရန်ဖုံးဧကရစ်ကိုရင်ဆိုင်ဖို့အတွက်တော့လုံးဝမလုံလောက်ပါဘူးရန်ဖုံးဧကရစ်ကလက်တစ်ချက်တတလေးလှုပ်ရှားလိုက်ုံနဲ့တောက်တခင်ရဲ့ဓာတ်ကွက်ကိုဖျက်ဆီးလိုက်တယ်ဒါပေမဲ့နှမျောစရာကအဖိုးကလိုင်းကဘေးနားမှာအကွက်ချအချောင်ချောင်းနေလုံးပဲအခွင့်ကောင်းယူပြီးနဂါးနှိမ်လက်ဝါး18ကွက်ထိုးထုတ်လိုက်တယ်ရန်ဖုံးဧကရစ်ရဲ့ရွှေနဂါးစွမ်းအားကိုနှိမ်နင်းလိုက်တယ်သိထားရမှာကအခုရန်ဖုံးနိုင်ငံဟာကမ္ဘာပေါ်မှာအကြီးမားဆုံးတိုင်းနယ်မြေဖြစ်နေတာပါနန်းတော်တွေကနဂါးစွမ်းအားနဂါးကြော9ခုရဲ့အကူအညီနဲ့လေ့ကျင့်ထားလို့ရန်ဖုံးဧကရစ်ရဲ့တိုင်းစွမ်းအားကအမြင့်ဆုံးအထိရောက်နေခဲ့ပြီငါကဂါလိုင်းမဟာယာနကျမ်းစာရဲ့အမြင့်ဆုံးအဆင့်နဲ့မင်းကြီးရဲ့နဂါး9ကွက်ဧကရစ်တိုင်းကိုစိန်ခေါ်ပေးရစီအဖိုးကလိုင်းကအရှက်မရှိဘူးလို့ပြောရပေမဲ့ဂါလိုင်းမဟာယာနကျမ်းစာကတကယ်ကိုထိတ်တန်းတိုင်းပညာပါပဲခဏလေးတွင်းမှာပဲရန်ဖုံးဧကရစ်ရဲ့ခန္ဓာကိုယ်ကိုပျက်စီးစေပြီးမျက်လုံးနှစ်ဖက်လုံးကွေးထွက်သွားစေတယ်ဂါလိုင်းမဟာယာနကျမ်းစာရဲ့နတ်ဖျား20ရဲ့စွမ်းအားနဲ့တကျန်းဆက်လေးအုပ်ရဲ့ထိတ်တန်းတိုင်းပညာနှစ်ခုကိုရင်ဆိုင်ရင်ရန်ဖုံးဧကရစ်ရဲ့စိတ်ထဲမှာအားငယ်စိတ်တွေတိုးဝင်လာခဲ့တယ်ဂါလိုင်းတောက်တခင်မင်းတို့ငါရဲ့အသက်ရှင်တန်ရလမ်းကြောင်းကိုအပြည့်ရှင်းတော့မလို့လားဒါပေမဲ့ဂါလိုင်းနဲ့တောက်တခင်တို့ပူးပေါင်းပြီးရန်ဖုံးဧကရစ်ကိုတတ်ဖို့ပြင်းနေချိန်မှာပဲရုတ်တရက်ရုပ်ပုံနှစ်ခုပေါ်လာခဲ့တယ်ဂါလိုင်းနဲ့တောက်တခင်တို့ရဲ့တိုက်ခိုက်မှုကိုဖျက်တောက်လိုက်တယ်ဒီလူနှစ်ယောက်ရဲ့တိုင်းစင်ကမိမိဂါလိုင်းနဲ့တူတူပဲဆိုတာမြင်တော့တောက်စုလဲစိတ်ထဲမှာထိတ်လန့်သွားခဲ့တယ်နှစ်ယောက်နဲ့တစ်ယောက်ရှင်ပြန်ရမယ့်အခြေအနေကနှစ်ယောက်နဲ့သုံးယောက်ပြန်ရမယ့်အခြေအနေဖြစ်သွားတော့မလို့လားလာတဲ့သူတွေကမာဖိုးနဲ့မျက်မမြင်ပါပဲရှေ့ကမြင်ကွင်းကိုမြင်တော့မျက်မမြင်ကရုတ်တရက်ကြပြရွတ်ချင်စိတ်တွေထကြွလာခဲ့တယ်လေချမ်းတွေတိုက်ခတ်လို့တိမ်တွေလွင့်ပါနေကြတယ်လူကြီးမင်းတို့တိုက်ခိုက်နေကြတာတိတ်ကိုအလုံးရှုံနေကြပါလားတကယ်ကိုကြပြကောင်းပါပဲသူတို့နှစ်ယောက်ကအဖွားစီကိုလိုက်ရှာရင်းဒီကိုရောက်လာကြတာပဲအဲ့ဒီနောက်မျက်မမြင်ကအဖွားစီရဲ့ပုံစံကိုဖော်ပြလိုက်တယ်ဒါပေမဲ့လူများကိုနားမလည်နိုင်အောင်ဖြစ်သွားစေတယ်မျက်မမြင်လူရင်းကိုပဲပြောစမ်းပါငါတို့ကတာမိုကိုင်းရဲ့ခိုင်းချုပ်ဟောင်းရဲ့ဇနီးကိုရှာနေတာတစ်ဆက်တည်းမှာပဲမျက်မမြင်ကအဖိုးကလိုင်းကိုလှောင်ပြောင်းလိုက်သေးတယ်အဖိုးကလိုင်းကမိမိစွမ်းရည်မပြေဝတာကြောင့်လို့စင်ကြေပေးချင်သေးတယ်ပိတ်စမမြောက်ပဲဧကရစ်ကိုတတ်ဖို့ဒီကိုရောက်လာဖို့အားတက်တယ်ရောရှိနေတယ်အဖိုးကလိုင်းရဲ့စိတ်ထဲမှာမိစ္ဆာတွေကိုနှိမ်နှင်းတာကထီးနှံအပြောင်းလဲလုပ်တာလောက်အရေးမကြီးဘူးဆိုတာထင်ရှားပါတယ်ဂါလိုင်းကသူတို့နှစ်ယောက်ရဲ့အထုပ်ပတိကိုထုတ်ဖော်ပြောပြပြီးနောက်မှာရွှေပြည်တော်မလေးကချက်ချင်းပဲအကူညီလာတောင်းခဲ့တယ်ဒါပေမဲ့မာဖိုးတို့ကပါဝင်ကူညီမဲ့ပုံစံမရှိကြပါဘူးဘာလို့လဲဆိုတော့သူတို့ကထီးနှံအပြောင်းလဲတွေကိုမြင်တွေ့ပူနေကြမှုလို့ပါဧကရစ်တည်ရင်နောက်တစ်ယောက်ပြောင်းလိုက်ရုံပါပဲဒါပေမဲ့အဲ့ဒီမိစ္ဆာကောင်ထွက်လာရင်တော့တကဘာလုံးဒုက္ခရောက်ရလိမ့်မယ်အဖွားစီကိုဘယ်သူမှမမြင်ဘူးဆိုတာသိသွားပြီးနောက်မှာနှစ်ယောက်လုံးကနောက်ပင်လှည့်မကြည့်ပဲတိုက်ပွဲနယ်မြေကနေထွက်ခွာသွားခဲ့ကြတယ်ဒီအချိန်မှာပဲတခင်လေးမရတော့ဘူးမပြေးနိုင်တော့ဘူးကံကောင်းစွာနဲ့အခုချင်းမူရဲ့ကူးပြောင်းစွမ်းအားသုံးနိုင်တဲ့အကွာအဝေးကိုရောက်နေပါပြီဒါပေမဲ့အဲ့ဒီအချိန်မှာပဲအလင်းတန်းတစ်ခုဖလက်ချန်နဲ့ဖြစ်သွားခဲ့တယ်အဲ့ဒီနောက်ပြန်လာခဲ့တယ်မာဖိုးနဲ့မျက်မမြင်ကိုမြင်တော့ချင်းမူကပျော်လုံးလို့မဆုံးဖြစ်သွားခဲ့တယ်ငါမျက်လုံးမကောင်းခဲ့ရင်နင်တို့နှစ်ယောက်ကိုလွဲသွားတော့မလို့သူကအဖိုးနှစ်ယောက်ကိုရန်ဖုံးဧကရစ်ကိုတွားခဲ့ပေးဖို့ချက်ချင်းတောင်းဆိုလိုက်တယ်ဒါပေမဲ့နှစ်ယောက်လုံးကသူ့ကိုအရေးကြီးတာနဲ့အရေးမကြီးတာကိုမခွဲခြားတတ်ဘူးလို့ထင်ကြတယ်အခုလီချမ်းရှင်းကိုဖမ်းတာကမှအရေးကြီးဆုံးကိစ္စပါချင်းမူကအဖွားစီရဲ့တရင်ကိုရှာတွေ့ထားပြီးဖြစ်ကြောင်းသူတို့ကိုချက်ချင်းပြောပြလိုက်တယ်ရှာတွေ့ပြီအဖွားစီကသူတို့ကိုရှောင်နေတာဖြစ်ကြောင်းသိလိုက်ရတယ်ဒါပေမဲ့ဒါရှုကိုဒုက္ခမပေးချင်လို့ပါမျက်မမြင်တဲ့မာဖိုးတို့လည်းနှုတ်ဆက်သွားကြတယ်အခြေအနေကိုမြင်တော့ချင်းမူကဧကရစ်ကိုအရင်သွားခဲ့ဖို့ထပ်မံတောင်းဆိုခဲ့တယ်ခက်မယ်နော်ဂါလိုင်းနဲ့တောက်တခင်တို့ပူးပေါင်းထားတာကိုရန်ဖုံးဆရာကြီးရောက်လာရင်တော့တိုင်ပတ်နေရမှာပဲဆရာကြီးပြန်မရောက်သေးဘူးဆိုတာသိလိုက်ရတော့ချင်းမူကပိုပြီးစိတ်ပူသွားခဲ့တယ်လူနှစ်ယောက်ကိုစီးယုံဖို့အတွက်ဒီကောင်လေးကချက်ချင်းပဲတနာဆောက်ခွဲပုံစံလုပ်လိုက်တယ်ရန်ဖုံးဧကရစ်တည်သွားရင်ဒီလူတွေရဲ့နောက်ထပ်ပြစ်မှတ်ကတေချာပေါက်မိမိပဲဖြစ်လာလိမ့်မယ်လို့ပြောပြခဲ့တယ်အဖိုးတို့လည်းမလိုလားပါဘူးမဟုတ်လားငါ့ကိုနေတိုင်းလူတွေလိုက်တက်နေတာကိုပေါ့ဒါကိုကြားတော့နှစ်ယောက်လုံးနောက်ဆုံးတော့သဘောတူလိုက်ကြတယ်နင်ဒီမှာစောင့်နေငါတို့ဧကရစ်ရဲ့အလောင်းကိုတွားလူပေးမယ်အလောင်းမျက်မမြင်တို့အမြင်မှာတောက်တခင်နဲ့ဂါလိုင်းတို့ပူးပေါင်းတိုက်ခိုက်နေတာမို့ရန်ဖုံးဧကရစ်ကအခုချိန်မှာတေလူဖြစ်နေလောက်ပြီလို့ထင်နေကြတာပါအမှန်တကယ်လဲသူတို့ခံမှန်းထားတာနဲ့မချပါဘူးသူတို့မကြမီကမှထွက်ခွာသွားချိန်မှာရန်ဖုံးဧကရစ်ကတောက်တခင်နဲ့ဂါလိုင်းတို့ရဲ့တလဲစီတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်ရန်ဖုံးဧကရစ်ရဲ့နဂါးကိုကွက်ဧကရစ်တိုင်းကလွန်စွာအစွမ်းထက်ပေမဲ့တောက်တခင်ရဲ့အချောင်တိုက်မှုကိုမကာကွယ်နိုင်ခဲ့ပါဘူးတောက်တခင်ရဲ့စွမ်းအားပြည့်ကွက်စိတ်တိုက်ခိုက်မှုကိုခံလိုက်ရပြီးနောက်ရန်ဖုံးဧကရစ်ကတောက်တခင်ရဲ့ထိုးနှက်မှုကိုဓာတ်ရိုက်ခံလိုက်ရတယ်ဆက်လက်ပြီးအဖိုးကလိုင်းကနဂါးနေလက်ဝါ18ကွက်ကိုထပ်မံထိုးထုတ်လိုက်တယ်ရန်ဖုံးဧကရစ်ကိုရစရာမရှိအောင်ရိုက်နှက်လိုက်တယ်အရှင်မင်းကြီးရန်ဖုံးဧကရစ်ထွက်တဲ့စနိုးပဲကျန်တော့တာကိုမြင်တော့တောက်တခင်ကလက်သုံးပြီးဓာတ်စွမ်းအားနဲ့သူ့ကိုအပိသက်တက်ဖြတ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဝါဆလင်းတုတ်တစ်ချောင်းရုတ်တရက်ပြန်တန်းရောက်ရှိလာပြီးဓာတ်စွမ်းအားကိုရိုက်ထုတ်လိုက်တယ်ဆက်လက်ပြီးမျက်မမြင်ကဝါဆလင်းတုတ်ကိုတုံးပြီးအဖိုးကလိုင်းကိုစက်တိုက်ခိုက်လိုက်တယ်ဒါပေမဲ့အဖိုးကလိုင်းကရိုက်ထုတ်လိုက်ပြီးနောက်မှာမျက်မမြင်ကလည်းတိုက်ပွဲကိုမမတ်မောပဲလှည့်ထွက်ပြေးသွားခဲ့တယ်ဒီအချိန်မှာတောက်တခင်ကကွင်းပြင်စီကြည့်လိုက်တော့မှရန်ဖုံးဧကရစ်ကိုကယ်ထုတ်သွားပြီဆိုတာတွေ့လိုက်ရတယ်ဒါပေမဲ့အဖိုးကလိုင်းကတော့မလောပါဘူးဘာလို့လဲဆိုတော့သူတို့ကခုနကပဲရန်ဖုံးဧကရစ်ရဲ့နက်ဖျားစွမ်းအားအလုံးကိုဖျက်ဆီးလိုက်ပြီးမို့လို့ပါ
သူတို့ကယ်သွားရင်တောင်မှလူပိုတယောက်ပဲဖြစ်နေတော့မှာပါမူအားနင်လိုချင်တဲ့အလောင်းရပြီကံကောင်းစွာနဲ့ချင်မှုရဲ့စစ်ဆေးမှုအရရန်ဖုန်းဧကရစ်ကမတည်သေးပါဘူးဒါပေမဲ့အခုအခြေအနေကလည်းတိတ်ကိုဆိုးရွားနေပါတယ်ရန်ဖုန်းဧကရစ်ကိုကယ်တင်ဖို့အတွက်သူကချက်ချင်းပဲပြောင်းလဲခြင်းမကောင်းဆိုးဝါးတိုင်းစွမ်းအားကိုထုတ်သုံးပြီးရန်ဖုန်းဧကရစ်ရဲ့ဝိညာဉ်ကိုချိတ်ပိတ်လိုက်တယ်သူ့ဝိညာဉ်လွင်ပါမသွားအောင်တားဆီးလိုက်တာပါအဲ့ဒီနောက်သူကရန်ဖုန်းဧကရစ်ကိုအဖွားစီရဲ့နေအိမ်စီခေါ်ဆောင်သွားခဲ့တယ်ဒဏ်ရာပြင်းထန်စွာရထားတဲ့ရန်ဖုန်းဧကရစ်ကိုခေါ်ဆောင်လာတာကိုမြင်တော့အဖွားစီကအံ့အားသင့်သွားခဲ့တယ်မူအားနင်သူ့အရေးခွန်ကိုခွာပြီးနင်ကိုယ်တိုင်ဧကရစ်လောက်တော့မလို့လားဒီကောင်လေးအတော်လေးစွမ်းဆောင်နိုင်လာပြီပဲဒီနေရာဒီမှာပဲဗီဒီယိုလေးပြီးဆုံးသွားခဲ့ပါပြီဖော်လိုလေးနှိပ်ပေးကြပါကျေးဇူးတင်ပါတယ်ဗျ